မင်္ဂလာပါရှင် MNBC 2025အကြောင်းဆွေးနွေးတင်ဆက်ပေးနေတဲ့အစီအစဉ်ကနေပရိသတ်အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရရှင်ဒီနေ့ကျမတို့နဲ့အတူအဆောင်အောင်ဆိုင်ရာကျွမ်းကျင်သူအင်ဂျင်နီယာတဦးကို ATW Construction Engineering Group မြိတ်မှထပ်မံဖိတ်ခေါ်ထားပါရရှင်မင်္ဂလာပါကို ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာ မင်္ဂလာပါရှင် Accessibility အခန်းကိုဆက်ပြီးအခန်း1.9.3မှာပါတဲ့အကျုံးဝင်မှုဆိုင်ရာလိုအပ်ချက်များ scoping requirements အကြောင်းကိုဆွေးနွေးချင်ပါတယ်။အများပြည်သူသုံးအဆောက်အဦလီအတွက်အခြေခံအကျဆုံးလိုအပ်ချက်ကဘာဖြစ်မလဲရှင်။ အခြေခံအကျဆုံးစီးမံကတော့ပြည်သူအများသုံးအဆောက်အဦအားလုံးဟာမတန်ဆွမ်းသူများအတွက်ဝင်ရောက်သုံးစွဲနိုင်ရမှာဖြစ်ပြီးဒီအခန်းမှာသတ်မှတ်ချက်တွေနဲ့ကိုက်ညီတဲ့ဝင်ရောက်သုံးစွဲနိုင်တဲ့အိမ်သာအနည်းဆုံးတစ်လုံးပါရှိရမယ်ဆိုတာပါပဲ။ဒါအပြင်အဆောက်အဦအမျိုးအစားအလိုက်အနည်းဆုံးပံ့ပိုးပေးရမယ့်အချက်တွေကိုဇယား2.9တင်မှာအသေးစိတ်ဖော်ပြထားပါတယ်ရှင် ဟုတ်ကဲ့အဲ့ဒီဇယားတွေကအချက်တွေကိုအမျိုးအစားအလိုက်ရှင်းပြပေးနိုင်မလားရှင်ပြည်သူပို့ဆောင်ရေးအဆောက်အဦတွေနဲ့ဘဏ်တွေနဲ့ဟိုတယ်တွေအတွက်ဘယ်လိုလိုအပ်ချက်တွေရှိပါသလဲ ဟုတ်ကဲ့အများပြည်သူဝန်ဆောင်မှုလုပ်ငန်းတွေအတွက်ကတော့ပြည်သူပို့ဆောင်ရေးအဆောင်အဦကအများပြည်သူသုံးတယူပို့ဆောင်ရေးကိုအသုံးပြုနိုင်ဖို့အနည်းဆုံးနေရာတစ်ခုကဝင်ရောက်သုံးစွဲနိုင်ရပါမယ်။ဗန်များစာတိုက်များမှာတော့ဝန်ဆောင်မှုကောင်တာ30တိုင်းအတွက်ဝင်ရောက်သုံးစွဲနိုင်တဲ့ဝန်ဆောင်မှုကောင်တာအနည်းဆုံးတစ်ခုပံ့ပိုးပေးရပါမယ်။ဟိုတယ်များမှာတော့ဧည့်သည်အခန်း150အခန်းဒါမှမဟုတ်အဲ့ဒီရဲ့အရေးပိုင်းတိုင်းအတွက်ဝင်ရောက်သုံးစွဲနိုင်တဲ့ဧည့်သည်အခန်းအနည်းဆုံးတစ်ခန်းပံ့ပိုးပေးရပါမယ်။ဖြစ်နိုင်ရင်အဲ့ဒီအခန်းတွေကိုမြေကြီးထပ်မှာထားရှိသင့်ပါတယ်။ဒါမှမီးဘေးအန်တယ်ထင်ရင်တိုင်းရိုက်လွတ်မြောက်နိုင်မှာပါ။ လူအများစုဝေးတဲ့နေရာတွေဖြစ်တဲ့ရုပ်ရှင်ရုံအားကစားကွင်းပြဇက်ရုံနဲ့ဘာသာရေးအဆောက်အဦတွေမှာရောဘယ်လိုရှိပါသလဲ လူစုဝေးတဲ့နေရာတွေအတွက်ကတော့ဂီတဖျော်ဖြေမှုခန်းမများအားကစားကွင်းများရုပ်ရှင်ရုံများမှာတော့ဝင်ရောက်သုံးစွဲနိုင်တဲ့ဝင်းပေါက်တွေထွက်ပေါက်တွေဂျားလန်းတွေနဲ့အထူးလူထုနေရာတွေရှိရပါမယ်ဝင်ရောက်သုံးစွဲနိုင်တဲ့အင်တာတွေကိုလည်းအနီးနားမှာထားရှိသင့်ပါတယ်ထိုင်ကုန်30တိုင်းအတွက်ဘီဒတ်ကလာထိုင်တရားအနည်းဆုံးတစ်ခုပံ့ပိုးပေးရပါမယ်ဘာသာရေးအဆောင်ဦးကလူတစ်ထောင်ထက်ပိုဆန့်လင်းအဓိကဝက်ပြူရနေရာကိုဝင်ရောက်သုံးစွဲနိုင်အောင်ပြုလုပ်ရပါမယ်ဈေးဝယ်စင်တာကျောင်းနဲ့ဆေးရုံလိုအရေးကြီးတဲ့အဆောက်အဦတွေအတွက်ရောဘယ်လိုပြထန်ထားပါသလဲ အဲ့ဒီအဆောက်အဦတွေအတွက်ကတော့ပိုပြီးကြေကြေပြက်ပြက်လိုအပ်ပါတယ်ဈေးဝယ်စင်တာမြေကြီးထက် area stand bit တစ်ထောင်ထက်ပိုကျယ်လင်းအနည်းဆုံးမြေကြီးထက်တစ်ခုလုံးဝင်ရောက်သုံးစွဲနိုင်ရပါမယ်ကျောင်းရပညာရေးဆိုင်ရာအဆောက်အဦများအနည်းဆုံးမြေကြီးထက်တစ်ခုလုံးဝင်ရောက်သုံးစွဲနိုင်ရပါမယ်တင်ကြားရေးအုပ်ချုပ်ရေးနဲ့အများသုံးနေရာအားလုံးကိုဝင်ရောက်သုံးစွဲနိုင်တင်ပါတယ်ဆေးရုံနဲ့ကျန်းမာရေးဆိုင်ရာအဆောက်အဦများမှာတော့ဝင်ပေါက်အားလုံးအခန်းအားလုံးနဲ့အုပ်ချုပ်ရေးဌာနအားလုံးကိုလူနာဧည့်သည်နဲ့ဝန်ထမ်းတွေထဲမှာမတန်ဆွမ်းသူအားလုံးဝင်ရောက်သုံးစွဲနိုင်ရပါမယ်နောက်ဆုံးနေနဲ့စာကြည့်တိုင်းတွေနဲ့စားတောက်ရင်တွေအထက်သတ်မှတ်ချက်တွေကိုလည်းရှင်းပြပေးပါအောင်ရှင်ဟုတ်ကဲ့စာကြည့်တိုင်းညမှာတော့အဖွင့်ထားတဲ့စာအုပ်စင်ဒီစာကြည့်တိုင်းဆိုင်ရာအထောက်အကူပစ္စည်းအားလုံးကိုဝင်ရောက်သုံးစွဲနိုင်တင်ပါတယ်အမြင့်အယောင်ချိုပင်းသူနဲ့အကြားရောင်ချိုပင်းသူတွေအတွက်အထူးအခန်းတစ်ခုပံ့ပိုးပေးတင်ပါတယ်အစားတောက်စင်တာနဲ့စားတောက်ရင်များမှာတော့ဝင်ရောက်သုံးစွဲနိုင်တဲ့ဝင်ပေါက်ရှိရပါမယ်စပွဲတစ်ဆိုင်တိုင်းအတွက်ဂျမ်းမြင့်မှာမတွဲချီထားတဲ့ထိုင်ကုန်မပါတဲ့စပွဲအနည်းဆုံးတစ်လုံးရှိရပါမယ်ကိုယ်တိုင်ဝန်ဆောင်မှုပေးတဲ့နေရာတွေမှာဗျာတင်စင်တွေကိုဂျမ်းမြင့်ကဝှေးဆုံးတက်သမား90မီတာအမြင့်မှာတက်ဆင်တင်ပါတယ်အခုလိုအဆောက်အဦအမျိုးအစားတစ်ခုချင်းစီအတွက်လိုက်နာရမယ့် accessibility ဆိုင်ရာအနည်းဆုံးလိုအပ်ချက်တွေကိုတိတိကျကျသိရှိရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ရပါတယ်ခင်ဗျာဒါတွေကအဆောက်အဦတွေရဲ့လုပ်ငန်းဆောင်ရွက်မှုအလိုက်မတန်ဆွမ်းသူတွေအတွက်လိုအပ်တဲ့အခြေခံအဆောက်အဦတွေကိုမဖြစ်မနေထည့်သွင်းတိစောက်စေခြင်းကိုရည်ရွယ်ထားတဲ့ပြဋ္ဌာန်းချက်တွေပဲဖြစ်ပါတယ်ခင်ဗျာအခုလိုအသေးစိတ်ရှင်းပြပေးတဲ့အခါ ATW Construction Engineering Group ရဲ့ကအကိုကိုရောအစီအစဉ်ကိုကြည့်ရှုနားဆင်ပေးကြတဲ့ပရိသတ်အားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်ဒီနေ့အစီအစဉ်လေးကိုဒီမှာပဲရပ်နားလိုက်ပါမယ်ရှင်နောက်တစ်ခေါက်မှာလည်း MNBC 2025အပိုင်း2ရဲ့အခန်းခွဲ1.3ခွင့်ရဲ့ကျန်းရှိသောစိတ်ဝင်စားဖွယ်အကြောင်းအရာတွေနဲ့ပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးပဲပျော်ရွှင်သောနေ့လေးဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါရရှင်